ဒီရပိုင်းရာသီဥတုကအရန်ပူလာရနော်အခုလိုပူပြင်းတဲ့နေရာဒီမှာကိုယ့်ရဲ့ iPhone လေးအပူဒဏ်ကြောင့်ထိခိုက်မှုဖြစ်ရအောင်ပြုလုပ်တဲ့အချက်လေးတွေကိုပြပြပေးမယ်နော်ပထမဆုံးတစ်ချက်ကတော့ reset app တွေခဏခဏရှင်းတာကိုရှောင်ပါ app တွေကိုအကုန်ပိတ်လိုက်ရင် battery သက်သာမယ်ထင်ရပေမဲ့တကယ်တော့နောက်တစ်ချိန် app တွေကိုပြန်ဖွင့်လိုက်တဲ့အခါအစကနေပြန် run ရတာဆိုတော့ battery ကိုပိုပြီးအကုန်မြန်စေပါတယ်ဒုတိယတစ်ချက်ကတော့ location service ပါမလိုအပ်တဲ့ app တွေမှာ location run နေတာက battery ကိုမတိမတာကုန်စီတာမို့လို့ setting တွေက privacy မှာသွားပြီးမလိုအပ်တာတွေပိတ်ထားဖို့အတွက်မမေ့နဲ့နော်နောက်တစ်ချက်ကတော့အပြင်သွားတဲ့အခါကား dashboard ပေါ်မှာဖုန်းကိုဒီတိုင်းတင်ထားတာမျိုးဒါမှမဟုတ်မှတ်မှကပ်ပြီး map ကြည့်တာမျိုးတွေကိုရှောင်ပေးပါနေရာကိုတိုက်ရိုက်ကြည့်တွေ့တာကဖုန်းကိုခဏလေးအတွင်းမှာပိုပူလာစေပါတယ်ပြီးတော့ဖုန်းအသွင်းခိန်းစော်တာဒါမှမဟုတ်ဗီဒီယိုအကြီးစားတွေ edit တာမျိုးတွေကိုတက်နိုင်တဲ့လောက်ရှောင်ပေးပါအသွင်းတာထွက်တဲ့အပူနဲ့ processor ထွက်တဲ့အပူပေါင်းပြီး battery health ကိုအမြန်ဆုံးကျစေနိုင်ပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ဖုန်းပူနေတော့ကို73တာပါပဲဖုန်းပူနေတာကို key ဆိုင်ပဲ73မယ်ဆိုရင် battery health ကိုမြန်ကျစေပါတယ်ဒီတော့ဖုန်းပူလာပြီဆိုရင်အေးတဲ့နေရာလေးမှာခဏလောက်ထားပြီးတော့အနားပေးလိုက်အောင်နော်ဒီအချက်လေးတွေကိုရှောင်ပြီးအသုံးပြုမယ်ဆိုရင်တော့သင်ရဲ့ iPhone လေးကအရင်ကချက်ပို့ပြီးတော့ performance ကောင်းလာမှာဖြစ်ပါတယ် iPhone နဲ့ပတ်သက်တဲ့ knowledge လေးတွေကို share လုပ်ပေးသွားမှာဖြစ်လို့ MK Apple Authorized Service Provider ကို follow လုပ်ထားဖို့အတွက်မမေ့နဲ့နော်